ဂျွန်ယောင်းဆိုတာနာမည်ကြီးနေတဲ့ချမ်းသာတဲ့အိမ်ကလူမိုက်ကောင်းလေးတယောက်ပါသူကအားနေတဲ့ကျောင်းသားတွေကိုအနိုင်ကျင့်အောင်နေမှာကပဲသူရဲ့ဆရာတွေကိုတော့ဘလို့မှမလေးမစားလုပ်တတ်သူပါသူရဲ့ဖေကအာနာရှိတဲ့လွတ်တော်အမတ်တယောက်ဖြစ်တာကြောင့်ဘသူကမှသူ့ကိုထိတ်တိုင်မတွေ့ရကြပါဘူးဒါပေမဲ့ Duck ဆိုတဲ့ကျောင်းသားလေးကတော့ဒီလူမိုက်ရဲ့ရိုင်းဆိုင်မှုတွေကိုသိမခံတော့ပဲလူအများရှိမှတိုင်းသူ့ကိုလက်သီးနဲ့ထိုးလိုက်ပါတယ်ဒါလည်းဂျွန်ယောင်းကိုအတော်လေးဒေါသထွက်စေခဲ့တာပါသူကဂလက်စားချေဖို့အတွက် Dash ကိုလူမြင်ကွင်းမှာအချက်ခွဲရုံနဲ့မကပဲသူ့အဖေရဲ့အချိန်ဝါကိုသုံးပြီး Dash ရဲ့အဖေလုပ်ငန်းကိုပါပျက်စီးအောင်လုပ်ပါတယ်ဘယ်လိုမှပြေးလည်းမရှိတဲ့အဆုံးမှာတော့ Dash ဟာသူ့ရဲ့မာနတွေကိုဘေးဖယ်ထားပြီးသူ့အဖေကိုချမ်းသာပေးဖို့ဂျွန်ယောင်းစီမှာဒူးထောက်တောင်းပန်ရပါတယ်ဒါပေမဲ့လည်းလူမိုက်တွေကပို့ပြီးတော့ရက်ဆက်လာပါတယ် Dash ကကျောင်းကြီးစီမှာအကူအညီတောင်းဖို့ကြိုးစားပြီးမြဲကျောင်းကြီးကပြဿနာမတက်ချင်တာကြောင့်ကျောင်းပြေးဖို့ပဲသူ့အကြံပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ Dash ဟာစိတ်ပြတ်အားငယ်ပြီးကိုအဆုံးစီးရင်သွားပါတယ်အဲဒီနောက်မှာတော့ကျောင်းကြီးကဒီအမှုကိုဖုံးဖို့အတွက်ရဲတွေကိုလက်ထိုးခဲ့တာပါဒါပေမဲ့ဂျွန်ယောင်းကတော့ရက်တန့်သွားရမယ့်ပုံမရှိပဲဂူယောင်မင်းဆိုတဲ့နောက်တဲ့ကျောင်းသားတယောက်ပါပြစ်မှတ်ထားပြီးထပ်ပြီးအနိုင်ကျင့်နှိပ်စက်ပြန်ပါတယ်သူကသူ့ရဲ့ဒေါသတွေအားလုံးကိုဂူယောင်မင်းအပေါ်မှာပုံချပြီးရေးရဲစက်နှိပ်စက်နေခဲ့တာပါပြန်မတိုက်ရတဲ့ဂူယောင်မင်းလေးကတော့ဒါတွေကိုတိတ်တိတ်ဆိတ်ပဲချိန်မဲ့သီးခံနေခဲ့ပါတယ်ဒီနေ့မှာတော့ဂျွန်ယောင်းရဲ့လက်ပါစီတွေဖြစ်တဲ့ကွမ်ဆူကတမင်တကာပြဿနာရှာပြီးဂူယောင်မင်းကိုရိုက်နှက်ဖို့အကြောင်းပြချက်လုပ်ပါတယ်ဒီအချိန်မှာပဲအားပါတဲ့လက်သီးတစ်ချက်ကသူ့စီကိုရုတ်တရက်ကြောက်လာပါတယ်ဒီလက်သီးရဲ့ပန်ရှင်ကတော့ဝစ်စုံပြေဝစ်စင်ထားတဲ့အမျိုးသားတယောက်ပါဒီလူကကွမ်ဆူကိုနေရာမှာနေတရေလျက်တဲ့အထိပါရိုက်ပြီးဆုံးမှာပါတယ်ဒါအောင်မြင်တဲ့ဂျုံယောင်းကလည်းဒီလူကအကြောင်းသားကိုရိုက်နေတာဗီဒီယိုရိုက်ထားဖို့လူတွေကိုအမိန့်ပေးပြီးမယ်အဲ့ဒီအမျိုးသားတော့ဘာမှဂရုမစိုက်ပဲဂွမ်ဆိုတစ်ချက်ပြီးတစ်ချက်ဆက်ပြီးပါရိုက်နေခဲ့တာပါမကြခင်မှာပဲကျောင်းကြီးရောက်လာပြီးမင်းကဘာလို့လဲလို့မေးမြန်းပါတယ်ဒီအမျိုးသားတော့အေးအေးဆေးပဲသူ့ရဲ့တတိကံကပ်ပြောက်ထုတ်ပြလိုက်ပြီးသူ့ကိုယ်သူပညာရေးဆိုင်ရာအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာနကစစ်ဆေးမှုဟွာချင်းဖြစ်တဲ့အကြောင်းမိတ်ဆက်လာပါတယ်ဥပဒေအရစစ်ဆေးမှုတွေမှာအထူးအခွင့်အရေးရှိနေတဲ့ကြောင့်သူတို့ဖြစ်ချင်တာကိုလုပ်ပိုင်ခွင့်ရှိပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့စီကံမရှိပဲမလေးမစားလုပ်တဲ့ကျောင်းသားတွေကိုသူတို့ကရိုက်နှက်ဆုံးမရမှာပဲဖြစ်ပါတယ်အဲဒီနေ့ကစပြီးဟွာချင်းဟာဂျုံယောင်းတို့အတိုင်းအတားမှန်စရာဖြစ်လာပါတယ်လူကစင်းစစ်နေတော့မှပဲလူမိုက်တယောက်ကကွဲလွန်သွားတဲ့ Dash ကိုစော်ကားပြီးပြောဆိုပါတယ်။ဟွာချင်းကလည်းချက်ချင်းပဲသူ့ရဲ့နှက်ခမ်းကိုဆွဲညစ်ပြီးပြင်းပြထန်ဆုံးမလိုက်တာပေါ့။အရှက်ရသွားပြီးဒေါသထွက်သွားတဲ့အဲ့ဒီကျောင်းသားကလည်းအနောက်ကနေတိုက်ခိုက်ဖို့ကြိုးစားပြီးမြဲဟွာချင်းကစာအုပ်တုပ်ထဲနေတယ်သူ့ပညာပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကအနိုင်ကျင့်ခံတာကိုဘေးကနေကြည့်နေကြတဲ့တန်းလုံးကိုလည်းအဖြစ်တင်ပြီးတန်ပေးတဲ့အနေနဲ့တိုက်ထိုးခိုင်းပါတယ်။ဒါပေမဲ့ဂျုံယောင်းကကျောင်းသားတွေကိုပြန်ထိုင်ခိုင်းလိုက်ပြီးပြဿနာမတက်ချင်သူ့ကိုလာပြီးမရှုပ်ဖို့အတွက်ဟွာချင်းကိုတတိပေးလိုက်တာပေါ့။ဒီချိန်ဟွာချင်းကတော့အပြုံးလေးနဲ့ပဲတုံ့ပြန်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကကျောင်းသားရဲ့ကောင်စပွဲနဲ့ရိုက်ချလာပြီးပါတစ်ချက်ပြင်းပြင်းချိုက်လိုက်ပါတယ်အတော်လေးကြောက်ရွံ့သွားတဲ့ဂျွန်ယောင်းကလည်းမသက်သာပဲထိုက်ထိုးရတာပေါ့နေတဲ့သာစားချိန်မှာတော့ဂျွန်ယောင်းကထုံးစံတိုင်းတန်းစီနေတဲ့လူတွေကိုကြော်တက်ဖို့လုပ်တဲ့အခါမှာတော့ဟွာချင်းကထမင်းဝေပေးနေတာကိုတွေ့ရပါတယ်ဟွာချင်းကလည်းသူ့ကိုတခြားလူတွေလိုပဲအလှည့်ချဆောင်မှုဒါမှမဟုတ်ရင်လည်းထမင်းမစားပဲနေဖို့ပြောပါတယ်ဒေါသထွက်သွားတဲ့ဂျွန်ယောင်းကလည်းထမင်းတွေကိုအမိုက်ပုံးနဲ့တွန်းပစ်လိုက်တာပေါ့ဟွာချင်းကလည်းသူ့ချင်းချင်းကန်ထုတ်လိုက်ပြီးအစားအစာမလေးစားတဲ့လူတွေကိုလုံးဝတိမခံနိုင်တဲ့အကြောင်းလေးပြောပါတယ်ပြီးတော့ကျန်တဲ့ဘက်ကိုတုံးပြီးတော့မှဂျွန်ယောင်းရဲ့အဝေစားပေါ်မှာအစိုးထေးတွေကိုစေးကြောပြီးတာကြောင့်ဒီလူမိုင်လေးဟာအတော်လေးအရှက်ရသွားတာပေါ့အဲဒီညမှာပဲဟွာချင်းကဂျွန်ယောင်းရဲ့အဖေလွတ်တော်အမတ်ဖီလ်စီကိုသွားပါတယ်သူကဂျွန်ယောင်းဟာတန်ရှေးတာဝန်မပြီးကျောင်းကနေထွက်သွားတာကြောင့်ကျောင်းစီကံဖောက်ပြတဲ့အကြောင်းပြောခဲ့တာပေါ့အဲဒီနောက်မှာတော့အမတ်ကြီးပြည့်ရဲ့ရှိမှလည်းဂျွန်ယောင်းရဲ့နေရက်ကိုဆွဲပြီးခေါ်ထွက်သွားပြီးအိမ်သာဆေးခိုင်းပါတယ်ဒါပေမဲ့ဂျွန်ယောင်းကတော့ဟွာချင်းကိုအကွက်စင်ဖို့အတွက်သူ့ရဲ့ခေါင်းအိမ်သာကွက်နဲ့တပင်တကာရိုက်လိုက်ပါတယ်ထင်းတဲ့အတိုင်းမှာပဲနောက်တနေ့မှာတော့အမတ်ကြီးပြည့်ကကျောင်း